ကိုင်းဖီလာကွန်ဒိုပြိုကျမှုမှာပါသွားခဲ့ပေမယ့်ခန္ဓာကိုယ်ပေါ်မှာထိခိုက်မှုမရှိတာကြောင့်ကိုအားကိုပြီးတော့ထွက်လာနိုင်ခဲ့တဲ့မိန်းကလေးမတ်လ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ခွန်ရချက်စတာစကေးရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်မန္တလေးမြို့ရှိစကိုင်းဖီလာကွန်ဒိုဟာအပိုင်း3ပိုင်းရှိတဲ့တွေက2ပိုင်းဟာအလုံးစုံပြိုကျသွားခဲ့ပြီးရှေ့တစ်ပိုင်းကတော့အောက်ပိုင်း4ထပ်စလုံးပြိုကျသွားခဲ့တာဖြစ်ပါတယ်။ယခုလက်ရှိအချိန်အထိစကိုင်းဖီလာကွန်ဒိုအပါအဝင်မန္တလေးမြို့ကပြိုကျခဲ့တဲ့အိမ်တွေမှာကုညီကယ်ဆယ်ရေးတွေလိုအပ်လျက်ရှိတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့စကိုင်းဖီလာကွန်ဒို K9 အထက်မှာပိတ်မိနေတဲ့အသက်20အရွယ်မိန်းကလေးတစ်ယောက်ဟာသူ့ဘာသာလမ်းပေါက်ရှာပြီးအပေါဝစီကိုထွက်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါမိန်းကလေးကသူနဲ့အတူတခြား2ဦးလည်းအသက်ရှင်ကျန်နေသေးတယ်ဆိုတဲ့အကြောင်းထွက်လာပြီးတဲ့အချိန်မှာပြောပြခဲ့တာလည်းဖြစ်ပါတယ်။အထဲမှာကိုဝင်းတဲ့အမျိုးသမီးလည်းရှိနေပြီးအဆိုပါအမျိုးသမီးကတော့ကိုဝင်းကြီးနဲ့မို့တိုးထွက်နိုင်ဖို့ခက်ခဲနေတယ်လို့လည်းလွမြောက်လာသူမိန်းကလေးကပြောပြထားတာပဲဖြစ်ပါတယ်။သက်ရှင်လျက်ကြံနေသေးပြီးအခုချိန်ထိကယ်ဆယ်ဖို့လိုအပ်နေတဲ့သူတွေကိုတော့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကနောက်ထပ်ကယ်တင်နိုင်ဖို့စူးစမ်းနေတယ်လို့လည်းသိရပါတယ်။ထားလိုက်ပါတော့အများကြီးပဲထားလိုက်ပါတော့အဲ့ဟာကိုညီမလေးလို့အခုထွက်လာလို့ရတဲ့ဟာ4ယောက်ရှိမယ်ဟုတ်လား။ဟုတ်လားညီမလေး2ယောက်ပဲကျန်တော့တယ်။အခု2ယောက်ထွက်လာပြီဟုတ်လား။တယောက်ထွက်လာတာဒီကိုကျွန်တော်ပဲထွက်လာတာ3ယောက်ကျန်3ယောက်ကျန်တယ်အမှန်နဲ့ထွက်လာလို့အခုရှင်နေတဲ့လူက4ယောက်ရှိတယ်ဟုတ်တယ်နော်2ယောက်ရှိရ2ယောက်2ယောက်နော်โอเคဆေးရအခုအကိုဖက်လူလေးကျင်းနေတယ်ဟုတ်မျိုးသားကကိုဖက်လူလေးကျင်းနေတယ်အမျိုးသမီးကပိုင်ကြီးမဟုတ်ဘူးအမျိုးသမီးကပိုင်ကြီးတရားကြတော့ကျမ